ဒီချက်ပေါ့နော်ဒီချက်ကိုဝိတာလို့ပဲဝိတာလို့တော့အသားနဲ့ဒီအရိုးရဲ့အသက်စီခွဲထည့်နိုင်တယ်ပေါ့ခွဲထည့်ပြီးတော့စပြီးတော့ပတ်ပြီးတော့ဖြစ်ပါတယ်ရှာလကာရီတမုံနဲ့စားနေငယ်ကိုတန်းစင်အောင်ရည်စီးပါတယ်တို့ဒီချက်သားကိုပေါ်လေးမှာထည့်ပြီးတော့ပြုတ်ပါပါတယ်ချက်တော့ကိုစားနေတော့ဝေးရောက်လာလုံးလုံးထည့်တယ်ပေါ့နော်ပြီးရင်ချင်းကိုလည်းတော့ပြလာပါတယ်ပြီးဒါချောင်းပေါ့ပေါ့တော့တော့ထောင်းပြီးတော့ထောင်းပြီးတော့ထည့်နော်ထောင်းပြီးထည့်တယ်ဒီချက်ထည့်ပြီးဆိုရင်ဟုတ်ကဲ့ကျွန်တော်တို့နိုင်တော့ဆောင်းပြီးသွားပြီဆိုတော့ဒါပြောရဲချက်သားရပါပါပြီဒါနေ့ရက်3ရက်စာတော့ပေါ့နော်ဒါကိုကျွန်တော်တို့ကတစ်ခါစားရင်150ဒါမချက်ပြီးသား150စားရင်ကျွန်တော်ဒီလိုမချက်ခင်တဲ့ချိန်ပဲဆိုရင်ဒီကောင်ကဟို206ကီလိုတော့ရှိတယ်ဒါကိုကျွန်တော်ချိန်လိုက်ပြီနော်150ကိုကျွန်တော်စားပါဆိုတော့150ကျွန်တော်ကတော့အဲ့လိုဒါတရက်ကိုကျွန်တော်2ခုစားတယ်ပေါ့နော်နေခင်းတစ်ခုညတစ်ခုစားပါတယ်ဒါ2ရက်စာပေါ့အဲ့ဒါဆိုရင်မစီးပြရတယ်ဒါ1ရက်ပဲဆိုတာ correct ဒါပကဲရဲ့အလေးချိန်ပေါ့နော်ပကဲရဲ့အလေးချိန်ကိုကျွန်တော်ဒီမှာထည့်လိုက်ပြီဆိုရင်ပြရလို့နော်ဒါကိုကျွန်တော်တို့ကကြုံဖြစ်ပါတယ်ပိုးလေးပွားဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ချက်လေးချိန်ပါဒါဆိုဟိုဒါနေနေတော့အရာရှိနေတယ်ဒါဆိုရင်တင်း150 gram vegetable က150ပြီး protein ကလည်းကျွန်တော်ချက်ပြီး150ပေါ့နော်အဲ့ဒါကိုဒါ protein ရော fiber ရော carbohydrate ရောစီကကျတော့ဒီထဲမှာထည့်ထုတ်ထားတယ်ကျွန်တော်တို့ဒါဆိုဝဲပေါ့နော်ဒါဆိုရင်တော့လုံးဝပြည့်စုံတဲ့ diet သမီးတို့ဝဲရပြီပေါ့နော်ကျွန်တော်နေ့လေသာ lunch တစ်ခုရဖြစ်ပါတယ်